ကျွန်တော်ကတော့ဖုလက်ပဲဖြစ်ပါတယ်ဒီနေ့မှာဘလို့တို့စကင်ယူပြသွားမယ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဖောက်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ price ထဲမှာသွားကြည့်မယ်ဆိုရင်ကျွန်တော်မှာဟိုတစ်ခေါက်တုန်းကစာစကဲရရှိပြီးသားဒီတစ်ခေါက်တော့ကျွန်တော်က Julian ယူမှာပဲဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်လည်းဗျာဒီမှာ Collector မှာလည်းအဲ့လိုပဲပေါ့နော် Collector မှာလည်းကျွန်တော် link Collector ယူမယ်လို့တော့စဉ်းစားထားတယ်အခုကကွာ200ကျော်ပဲရှိသေးတယ်ကိုကျွန်တော်စတားလိုက်သွားဖွင့်မှာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ယူစရာလေးရှိရအမြန်လိုက်ယူလိုက်မယ်ပေါ့နော်။အချိန်နည်းနည်းကြာသွားမှဆိုလို့ဗျာ။ပြီးရင်လည်းကျွန်တော်ရဲ့အကောက်ကလေးကိုလည်းဗျာ subscribe လေးနှိပ်သွားဖို့တော့ပြောချင်ပါတယ်။အဲ့ဒါမှလည်းကျွန်တော် giveaway ပေးနိုင်မှာမဟုတ်လို့ပါ။အခုကျွန်တော်ဒီဟိုကဒါဘာလဲတော့မသိဘူး။ Brody တို့တော့ပြောတာပဲဗျာ Brody ဘာညာပေါ့နော်။အဲ့တော့ let's go ကျွန်တော် starlight ကရမများသေးဘူးဗျာအဲ့တော့ starlight ကသွားဖောက်မယ်ဟိုတစ်ခါကဖောက်ထားတာကျွန်တော်ဘယ်လောက်ရပါလဲဆိုတော့44ကျိန်ပေါ့နော်ရှိပါတယ်အဲ့တော့ကျွန်တော်အခုဖောက်မှထပ်ပြီးတော့ဒါဟိုကလည်းသုံးမိသားဖြစ်တယ်ဟောကျွန်တော်ဟိုမှာလည်းလှည့်ရတကားလေးအဲ့လိုမျိုးရတယ်ပေါ့နော် collector ဆိုတော့ကျွန်တော်အခုထပ်လှည့်ပြမယ်ဗျာ let's go ကပေးလိုက်တော့ကွာ premium ကပေးလိုက်တော့အေးရောမပေးဘူးဟာမို့တော့အဲ့လောက်တဘောမကောင်းဘူးဟာအဲ့တော့ normal ကက်ကလေးက normal ကက်ကလေးဒီကက်ကလေးပေးတဲ့အဆင်ပြေတဲ့ခေါင်းကြီးတော့ easy အဲ့ဒါပေါက်တော့မှာဘရိုပေါက်တော့မှာလို့မြင်မြင်ဒီမှာဒီကလေးပေါက်လိုက်တော့ကွာဒါလေးပဲပေါက်လိုက်တော့ပေါက်သွားပြီလားမသိဘူး။အော်ပေါက်တယ်ချီအော်ထမင်းစားနေလဲကြော့အဲ့တော့ကျွန်တော်ထပ်ဖောက်မယ်ဗျာ400ကျော်ပါပြီတော့ဟိုကမရသေးဘူးဖြစ်နေဘယ်နှစ်ကြိမ်ဟိုဘာကြီးကြာမှာပေါက်မလားမသိဘူးအဲ့ဒါစိတ်ညစ်တယ်နော်အဲ့လောက်ကြီးရ60တဲ့1 2 3 4 5 6 9 8 8ကြိမ်တော့ကျွန်တော်လှည့်ရကျွန်တော်အခုလဲဟို Brian ဟိုကကြီးပေါက်သွားပြီကျွန်တော်စိတ်ညစ်လာပြီနော်တန်တူတော့ဆွဲလိုက်မယ်ဗျာတန်တော့မဟုတ်ပါပေါက်လိုက်တော့ဗျာပေးလိုက်ပါတော့ကျွန်တော်ငိုချင်းလာပြီစတားလိုက်ကကျွန်တော်အရင်ကဖောက်နေကြရင်မခုံးဗျာဒီခေါက်ရင်ခုံနေဆိုရဗျာတည်ကျွန်တော်လဲ collector skin လဲမလို့ဗျာအခုက bro ပဲကြီးလိုက်တော့စိတ်ကညစ်ရလာပြီအဲ့လိုကြီးကြာနှစ်ကြိမ်ထပ်ဆွဲမယ်ဒေါ်ဘလောက်မှပေါက်သွားမလဲတစ်ချက်ပဲကြီးရမယ်မပေါက်ဘူးကဲအဲ့တော့32ကြိမ်ကျန်တယ် let's go မှားလို့ခေါင်း sorry မှားပါတယ်ပေးလိုက်တော့မပေးဘူးအခုလည်းမပေးပြန်ဘူးကဲကွာရုပ်ချောတယ်ဆိုရင်ကွာဒီနှစ်ကတ်ထက်ကတစ်ခုပေါက်လိုက်တော့အခုပေါက်လိုက်တော့နော်အဲ့လိုကြီးမပြောတော့ဟိုမှာဟိုအိုက်ကတ်ထပ်ပေါက်ပြန်ကဲကွာသူငေါ့တကယ်မချစ်ဘူးဆိုရင်ပေါက်လိုက်ကွာပေါက်တယ်ဟာဘာကြီးလဲမသိဘူးဒါကြီး30လေဟာမချစ်ကွိုင်းလေးပိုင်းတမျိုးတော်သေးကွာကဲထပ်ပေါက်မှာကွာတောင်းပြောဒီတစ်ခါကြေလေးပေါ့ပါမောစတားလိုက်ကပေးတင်နေပြီနော်ပေးတင်နေပြီလို့ပေးလိုက်တော့ကွာပေးလိုက်ပါတော့ငါလည်းငိုချင်းလားအဲ့တော့ရင်မခုံတော့နော်ပေါက်မရင်မခုံတော့သူပေးမပေးလဲရင်မခုံတော့ဟုတ်ပြီအဲ့တော့ထပ်ပဲဖောက်တော့မှာ25ကြိမ်ရှိနေပြီမပေါက်သေးဘူးဖြစ်တင်ထပ်ဖောက်ဟုတ်တယ်တိုင်းမော80ကျော်ပဲကြံတော့မပေါက်နိုင်တော့ဟိုဟာကြာမှာပေါက်မယ်ဆိုတော့ငိုပြီးနော်ဟာကျွန်တော်20ကြိမ်မဟုတ်22ကြိမ်23ကြိမ်လောက်တော့ပေါက်မယ်ထင်တာပဲဗျာအဲ့လောက်မှ20ကြိမ်မှာပေါက်မယ်ကျွန်တော်အဲ့ချိန်မှာပေါက်တာများတယ်ဗျာဟောမပေါက်ဘူးဟာအဲ့လောက်ကြာမပြောတော့အဲ့စတားလိုက်ကဖောက်တာနဲ့နေကုန်လေဒီအခုမပေါက်လဲဗျာပေ1ပြီးတော့ပေ2လာတဲ့အချိန်ကျရင်ကျွန်တော်ထပ်ပေါက်အောင်မှရတယ်ဗျာဖြစ်အချိန်တော်တော်ကုန်နေပြီနော်အချိန်တော်တော်ကုန်နေပြီအဲ့ကြေလေးပေးမနေတော့နဲ့ကွာတခါအဲ့ဟိုကပေးလိုက်ပါလောက်ကုံတော့မယ်ငါကုံတော့မယ်ကွာအခုတည်းမပေးနိုင်တော့ဒီတစ်ခေါက်မှမပေးဘူးတော့မင်းနဲ့ငါနဲ့တွေ့ပြီပွဲကြီးပွဲကောင်းတော့တွေ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်300ပေါက်ပတ်စံဘာလောက်ကမှာလဲကွာပြီးအဲ့ဟွာတွေကလည်းစကင်တွေအကုန်ရှိနေအဲ့ချောင်းလေးနဲ့ဝယ်တဲ့စကင်တွေပေါက်တင်နေပြီဒီတစ်ခါမှစတားလိုက်ကမပေါက်ဘူးဆိုရင်ငါနဲ့တွေ့ပြီ18ကြိမ်ပဲကျန်တော့ဒီပေးလိုက်ပါတော့ဟာ
ပေးလိုက်တော့ပေးဖို့ကောင်းနေပြီနော်ဒိုင်းမွန်းလဲကုံသွားပြီမင်းတို့အဲ့လောက်ကြာမပြောတော့အဲ့လည်းမပေးကောင်းတယ်မပေးနဲ့ငါစိတ်ကညစ်ဘလို့တွေ့ရတိုင်းမပေါက်တော့ဒိုင်းမွန်းငါ့တိုင်းဘာလောက်ကမှာဟမ်အဲ့တော့ဒီစကင်ကိုပဲလောက်ကတော့မှာပေါ့ကွာငါလည်းမှားပါပြီဟိုမှာလည်းဝိုင်လောက်ယူလို့ရတာ250ငါပြည့်ရတယ်ကွာ250 250ဆိုတော့အဲ့တော့ခဏဆောင်အောင်ဗျာကျွန်တော်ဒိုင်းမွန်းသွားထည့်လိုက်အောင်မယ်ပေါ့နော်ဒီမှာ100ရတယ်โอเคဆိုခဏနေအောင် EBS ကခဏနေအောင်ဒါခေါင်းနဲ့မထားသေးခဏလေးအခုအရေးကြီးနေတာအဲ့တော့ဒိုင်းမွန်းထပ်ထည့်မယ်ဗျာခဏလေးပဲဆောင်မယ်နော်ဒိုင်းမွန်းထပ်ထည့်ဒိုင်းမွန်းဘယ်လောက်လိုရလဲတော့တေချာတော့မသိဘူးဒါမှထပ်ဖောက်ပြရမယ်ဗျာအဓိကအဲ့ဒီ event ပေါ့နော်ဒိုင်းမွန်း20လိုတယ်ခဏလေးဆောင်ရ20သွားထည့်လိုက်မယ်အခုပဲသွားထည့်လိုက်မယ်